ကျမတို့လူသားတွေဟာဘယ်နေ့ဘာဖြစ်မယ်ဘယ်နေ့မှလောကကြီးတွေကထွက်သွားရမယ်ဆိုတာဘယ်သူမှကြိုမသိနိုင်ကြပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျမတို့တွေအားလုံးဟာထမင်းစားရည်တောက်ပြီးဥစ္စာတွေရှာဖွေရင်ကိုကျမ်းမာအောင်နေဒီမဲ့နေ့ကိုထိုင်ဆောင်နေကြတဲ့သူတွေကြီးပါပဲဒါကြောင့်ကျမရဲ့အတွေးလေးကတော့ရှင်းပါတယ်ကျမအသက်ရှင်နေရတဲ့ခဏအတော်တွဲမဲ့ဖြစ်ကျမကြောင့်သူတစ်ပါးကိုစိတ်မစင်းရဲစေချင်ကျမကြောင့်ကျမရဲ့မိသားစုကျမရဲ့ပတ်ဝန်းကျင်ကျမနားမှာရှိတဲ့သူကျမကိုသိတဲ့သူကျမကိုကြည့်တဲ့သူတွေအားလုံးစိတ်ချမ်းသာစေချင်တယ်အသက်ရှင်ရတဲ့ခဏလေးမှာကိုကြောင့်ဘယ်သူမှစိတ်ဒုက္ခမရောက်စေပဲငြိမ်းငြိမ်းချမ်းချမ်းလေးဖြတ်သန်းခြင်းလေအဲ့ဒါကျမရည်ရွယ်ချက်ပါပဲ